โอเคမင်္ဂလာပါသမစ်ကနေကြိုးဆိုပါရစေ Power Rangers လို့ပြောလိုက်ရင်ရောင်စုံရှိကြတာကြီးပါပဲအနီးအပြအဝ၃ရောင်ကတော့အမြဲပါမယ်အစိမ်းအဖြူအနက်နဲ့တခြားရောင်တွေကတော့အလင်းသင့်တယ်လို့အပြောင်းလဲရှိမယ်ဒါကထုံးစံပါပဲဒါပေမဲ့ Power Rangers လို့ပြောလိုက်ရင် fan တွေအကြိုက်ဆုံးရောင်က2မျိုးပဲရှိပါတယ်အကြိုက်ပေါ်မူတည်ပြီးနှစ်ဖွဲ့ကွဲတယ်ပေါ့ပထမတစ်ဖွဲ့ကအနီရောင်ကိုကြိုက်တဲ့အဖွဲ့ဒုတိယအဖွဲ့ကတော့ Sith Ranger လို့ခေါ်တဲ့နောက်တိုး Ranger ကိုကြိုက်တဲ့အဖွဲ့ပါဘယ် Power Ranger ဖြစ်ဖြစ်အနီကိုကြိုက်တဲ့အဖွဲ့ကလူကြီးပိုများပါတယ်ခလေးဘွားမှာ Power Ranger လုတ်တန်းကစားရင်အနီကောင်ဖြစ်ချင်ကြတာကြီးပါပဲကျွန်တော်လည်းအနီကြိုက်တဲ့အဖွဲ့အားပါ Sith Ranger ကိုကြိုက်ကြသူတွေရဲ့အကြောင်းရင်းကမူလ Ranger တွေထက်ပိုကျန်းလို့ပါ Sith Ranger လို့သာခေါ်ပေမဲ့အမြဲတမ်း6ယောက်မြောက်ဖြစ်နေတာတော့လည်းမဟုတ်ပါဘူး team မောင်မူတည်ပြီး4ယောက်မြောက်ဖြစ်နိုင်တယ်လို့9ယောက်မြောက်လည်းဖြစ်နိုင်ပါသေးတယ်အဲ့ဒါကြောင့်ပိုတင်းလျော် Special Ranger Extra Ranger စသဖြင့်ခေါ်ကြပါတယ်ဘာပဲဖြစ်ဖြစ် Sith Ranger တွေကမူရင်းကောင်တွေထက်အမြဲပိုကျန်းပါတယ်သူတို့ကိုမိတ်ဆက်လိုက်ရင်မူရင်းကောင်တွေနဲ့ 5vs1D လဲသူတို့နိုင်တာကြီးပါပဲနောက်ပြီးမူရင်းကောင်တွေခင်ဗျ9ယောက်ပေါင်းမှမဂ္ဂဇော့တကောင်ရတဲ့ခင်မှာဒီကောင်တွေကတော့1ယောက်ထဲနဲ့မဂ္ဂဇော့ကြီးကောက်ဆက်ပြတတ်ပါတယ်အဲ့ဒါကြောင့်တချို့ကကြိုက်ကြတာပါဒါပေမဲ့အဲ့လိုကြမ်းထော်နေတာကအန်တိုင်ဟီးရိုးဘွားမှာပါပဲ Power Rangers တွေနဲ့ team up လိုက်ရင်ကြာသုံးစားမရတော့ပါဘူးတစ်ချိန်လုံးကမူရင်း Ranger တွေကိုဦးအားနဲ့ power down သွားတဲ့အထိတစ်ချိန်မကကြိတ်ဖူးသူတွေတော့မဟုတ်တော့သလိုပါပဲအဲ့လိုမမျှမတ power scaling ကြောင့်ပဲကျွန်တော်က Sith Ranger တွေကိုမကြိုက်တာပါဒါပေမဲ့ Ranger တွေရဲ့ Manta အနေနဲ့ပါတတ်တဲ့ Sith Ranger တွေကိုတော့ကြိုက်လေးရှိပါတယ်ဥပမာ SPD တွေက Kruger တို့ Dino Thunder တွေက Tommy Oliver တို့ပေါ့ဆိုပေမဲ့လည်း show တိုင်းလိုမှာကျွန်တော် favorite Ranger ကအနီကောင်ပါပဲဘာလို့လဲဆို Power Ranger ဆိုပြောလိုက်ရင်ခေါက်ရိုးကျိုးပြီးသား logic တစ်ခုရှိပါတယ်အနီကောင်ကအမြဲလို leader ဖြစ်နေတဲ့အပြင် series အလယ်လောက်ရောက်ရင် power up တစ်ခုလည်းရှာနေကြဆိုတော့ပို့အထားကြတယ်ပေါ့ပြီးတော့ဇလန်းစာပိုင်းမှာသူရှုံးမှုတဲ့ Sith Ranger ကိုနောက်ပိုင်းမှာပြန်အနိုင်ယူပြသွားတာများပါတယ်ဒီနည်းနဲ့ तू က leader တယောက်ဖြစ်ဖို့ထိုက်တန်ကြောင်း तू ကသာအဖွဲ့ထဲမှာအကျဉ်းဆုံးဖြစ်ကြောင်းသက်သေပြလေးရှိပါတယ်တကယ်တော့အစပိုင်းမှာပရိသတ်စိတ်ဝင်စားအောင် Sith Ranger ကို role တင်ပေးထားရကနေမှခေါင်းဆောင်ဖြစ်တဲ့အနီကောင်အတွက်ဖြစ်သင့်ဖြစ်ရာကိုပြန်လုပ်ပေးတာပါဒါပေမဲ့လည်း show တစ်ခုလည်းမဟုတ်နှစ်ခုလည်းမဟုတ်ဖတ်သမျှ Power Ranger အသစ်တိုင်းမှာဒီခေါက်ရိုးကျိုးနေတဲ့ plot ကြီးပဲဆိုတော့ပြင်းတာပေါ့ဒါကလည်းခလေးဘွားတော့မပြင်းပါဘူးခုချိန်စဉ်းစားတဲ့တွေးတက်လာမှရှိစရာဖြစ်နေတာပါခလေးတော့ကတော့ကလာကားထဲမှာအဖွဲလိုက်ကားသလိုတင်ကြီးတညာတဲ့ Ranger ဖုံပြောင်းပြရင်ကိုတော်တော်အသေးခိုင်နေပါပြီခုရက်တည်းကျွန်တော်အကြိုက်ဆုံး Power Rangers Time Force ကို3မိုင်လောက်ပြန်ကြည့်ပြပါတယ်ဒါပေမဲ့ငငယ်တော့လို့မကြိုက်နိုင်တော့သလိုငငယ်ရလို့အရှာသာလဲနည်းနည်းမှပြန်မရတော့ပါဘူးဇလန်းအဖွဲမှာတင်တော်တော်ကိုမစီလျော်တာပါတက်ကရစ်3000ခုနှစ်မှာ Time Force ဆိုတဲ့ share တပ်ဖွဲ့ကတော်တော်ဆိုးတဲ့ရှားစွဲသားတစ်ကောင်ကိုလိုက်ဖမ်းနေပါတယ်ထွက်တဲ့ခုနှစ်က2001ဆိုတော့အနာဂတ်နှစ်1000တီးတီးပေါ့ရှားစွဲသား run စစ်ကခိုးမှုဓမြမှုလောက်ကျူးလွန်တာမဟုတ်ပါဘူးတကဘာလုံးကိုကြုံပြူပြီးလူသားတွေကိုမျိုးတုံးပစ်ဖို့လုပ်နေတာပါအဲ့လိုနဲ့ Time Force တွေကသူ့ကိုခက်ခက်ခဲခဲဖမ်းလိုက်ပြီးတရားရုံးကအမိန့်ချပါတယ်တရားသူကြီးတွေကတရားရုံးကိုကိုယ်တိုင်လူတွေ့မလာပါဘူးအဝေးကနေပဲ hologram နဲ့စီရင်ချက်ချပါတယ်ဒီမှာကြည့်လိုက်ရင်သူတို့ပုံရိပ်တွေကမကြည့်တဲ့အပြင် TV လိုင်းမမိသလိုတစ်ဖြက်ဖြက်တောင်ဖြစ်နေပါသေးတယ်2000ခုနှစ်မှာ HD လို့ခေါ်တဲ့ High Definition နည်းပညာကိုတီထွင်ပြီးနေပါပြီ 3D နည်းပညာကိုလည်းတီထွင်ပြီးသလိုတော်တော်တောင်တွင်ကျယ်နေပါပြီအဲ့ဒီကနေနှစ်1000တိတိပိုတိုးတက်တဲ့အနာဂတ်နည်းပညာကြတော့ရုပ်ကိုတေချာမမြင်ရလောက်အောင်ဝါနေတဲ့အပြင်ကိုမှလိုင်းမမိသလိုကဖြစ်နေပါသေးတယ်ဒီမှာပဲမဟုတ်ပါဘူး series တစ်လျှောက်လုံး Ranger တွေသုံးတဲ့တိုင်းနှစ်တိုင်းနဲ့ကွန်ပျူတာမှာလည်းပုံရိပ်ကဝါတာတာအထစ်တစ်ပါပဲဒါက no screen technology မို့ကွာလို့ပြောပြရင်လေဒီခေတ်မှာတော့ screen နဲ့ကြည့်တာကြီးတောက်ရှင်းနေပြီး screen မပါတဲ့ projector တွေဆိုလဲနံရံကိုထိုးရင်တော့ဒီထက်ကြီးတဲ့ quality ဖြစ်နေပြီးဂျိုသားကဘာကြီးလားထင်ရအောင်တိုးတက်နေပါတယ်ဆိုတော့အချိန်ခီးသွားနည်းပညာသားမကအထိတ်ကာလကိုစက်ရုပ်တွေတောင်လှမ်းပို့နိုင်နေပါပြီဆိုတော့အနာဂတ်နှစ်3000ကနည်းပညာက display တစ်ခုတည်ထွင်တာဒီလောက်ဆုတ်ပြတ်နေတာမဟုတ်သေးပါဘူးဒါကတစ်ပိုင်းပါနောက်တစ်ပိုင်းကတရားရုံးက run စစ်ကိုထာဝရ cryogenically frozen ဖို့အမိန့်ချလိုက်ပါတယ်အားလုံးရင်းနှီးတယ်လို့ပြောရရင်အရှုပ်သေးသေးလေးအဖြစ်အိတ်ခဲထားလိုက်ဖို့အမိန့်ချတယ်ပေါ့သူတို့မှာ frozen မို့နည်းပညာကရှားပါမနေပါဘူးတရားရုံးမှာရင်ခဲရင်ခဲမဟုတ်လဲနီးနီးနားနားမှာပဲခဲလိုက်ပြီးမှဆို run စစ်ကိုလက်ကကင်ပြီးတော့ထောင်ထဲသွားလို့ရပါတယ်ဒါပေမဲ့အဲ့လိုမလုပ်ပါဘူးအကောင်လိုက်ကြီး truck ကားနဲ့တင်ပြီးထောင်ပြောင်းပါတယ်တကဘာလုံးကိုအုပ်စိုးဖို့လုပ်ထားတဲ့ရှားစွဲသားလူသားအလုံးကိုမျိုးတုံးတက်ဖို့လုပ်ထားတဲ့အာကရှားစွဲသားကြီးအတွက်အဆောင်အယောက်က driver အပါအဝင်3ယောက်ထဲပါhelicopter တဝီဝီနဲ့လိုက်ဆောင်ချက်ဖို့နေနေတာရှင်းနောက်ကိုရဲကားလေးနှစ်စီးပြီးပေါ်ညှက်ပြီးတော့မလိုက်ပါဘူးလူသူများတဲ့နေကင်းဘက်လည်းမရွှေ့ပါဘူးညဘက်မှရွှေ့ပါတယ်အဲ့တော့သူ့လောက်ငယ်သားတွေက run စစ်ကိုလာခဲ့သွားရောပေါ့အဲ့မှာပဲ run စစ်က Time Force မရှိသေးတဲ့အတိတ်2000ခုနှစ်ကိုလာကဘာကြီးကိုအုပ်စိုးဖို့လုပ် Time Force Ranger တွေနဲ့တိုက်ခိုက်ရပြီးရှုပ်ကုန်ပါတယ်ပြောရရင်ဒီပြဿနာတက်အောင် Time Force တွေပဲလုပ်သလိုဖြစ်နေတာပါဒီအကြောင်းတွေပြောတာ blame တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကလေးမျက်စိနဲ့လူကြီးမျက်စိကြားမှာဘလောက်တောင်ကွာဟသွားလဲဆိုတာပြောချင်တာပါ
ငယ်ငယ်တုန်းကအကြိုက်ဆုံးပါဆိုတဲ့ Power Rangers ကလည်းခုပြန်ကြည့်တော့ကလေးကလာဖြစ်နေပါတယ်ဒါပေမဲ့ကလေးကလာဘဝမှာကြည်တော့ကကြရှင်းမိုက်ခဲ့တာပါပဲခုချိန်မှာဘလောက်တိဘလောက်တက်သွားလို့ဘလို့ကောင်းတဲ့ကားတွေကြီးပူပြီးအုံနောက်ရှင်းသွားပြီးဆိုပါအောင်တော့ Power Rangers လို့ပြောလိုက်ရင်ကို60ခုနှစ်တွင်နဲ့2000ပြည့်စစ်အစောပိုင်းနှစ်တွင်မှာလူဖြစ်လာတဲ့ကလေးတိုင်းအတွက်တန်းတန်းတတာဖြစ်စရာလေးတွေတော်တော်များပါတယ်တထောင်မိုးလေးဝေခိုးကူးဆိုင်တွေကျောင်းကအိမ်ပြန်ရောက်တာနဲ့အပြေးအလွှားကြည့်ခဲ့ဘူးတာတွေကာဗာမှာကိုမကြည့်ဘူးတဲ့ Power Rangers အသစ်ပင်မဲ့ဖွင့်ကြည့်လိုက်တော့ကြည်ပြီးသားပဲဖြစ်နေတာတွေ၄ယောက်ဆိုဝူခုံးလှုပ်တန်းကစား9ယောက်ဆို Power Rangers လှုပ်တန်းကစားတာတွေစားတဲ့ nostalgic ဖြစ်စရာကလေးဘွားရဲ့တက်ကြွပျော်ရွှင်နေတဲ့အမှတ်တရတွေအခိုက်အတန့်တွေအများကြီးတန်းစီပေါ်လာဆဲပါပဲခုပြန်ကြည့်ရင်ပေါ်တော်ဖြစ်နေပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကလေးတုန်းကသာဒါတွေမရှိခဲ့ရင်လေကလေးဖြစ်ရတဲ့အရာသာပေါ်ရှုပ်ရှုပ်ဖြစ်နေပါလိမ့်မယ်ဒီနေ့ဖို့ adios